အားလုံးမင်္ဂလာပါကျွန်မဒီရက်ပိုင်းမှာတော့အရေးကြီးမျှဝေစရာလေးတစ်ခုရှိပါတယ်ဒါကတော့ကျွန်မဆရာပြပြတဲ့ဇလန်းလေးဖြစ်ပါတယ်ကျွန်မကအင်တန်အလုပ်လုပ်တဲ့လူဖြစ်တယ်ရီမန်းချက်တွေလည်းကြီးရပေါ့နော်ရီမန်းချက်ဆိုတာကိုယ့်အတွက်ဆိုတာထက် community အတွက်အများအတွက်ကျွန်မအများကြီးကိုလုပ်ပေးချင်တယ်အဲ့အတွက်ကျွန်မအများကြီးဖြည့်ရတယ်အများကြီးအားထုတ်ရတယ်ပေါ့အဲ့တော့ကျွန်မဆရာပြောပါတယ်ဒီချိန်ရတဲ့ခါတော့ကတဲ့စံချိန်တစ်တင်ထားတဲ့အပြေးသမားတယောက်ရှိတယ်တဲ့သူအားတဲ့သူ့ရဲ့အပြေးပေါ့နော်ဒီသူစံချိန်တင်ထားတာတော့96စက္ကန့်ပေါ့အဲ့ဒါကို2နှစ်တိတိဘယ်သူမှစံချိန်မချိုးနိုင်ဘူးတဲ့အဲ့တော့ तू ကဆုံးဖြတ်လိုက်တယ်တတိယနှစ်ကိုတော့ငါစံချိန်ငါဟာငါချိုးမယ်ပေါ့နော်အဲ့ဒါနဲ့ तू ကအင်မတန်စူးစမ်းအထောက်ပါတယ်တဲ့စူးစမ်းအထောက်ရင်းနဲ့အပြည့်ပြိုင်တဲ့နေ့မှာ तू ကစက္ကန့်80နဲ့ तू ကပန်းဝင်လာတယ်တဲ့အဲ့တော့အကုန်လုံးကဝေါဆိုပြပြီးသူ့ကိုပြေးကြိုကြတာပေါ့နော်ပြေးကြိုတဲ့အခါမှာ तू ကအဲ့ပန်းဝင်တဲ့အခါမှာပဲလဲကျသွားပါတယ်တဲ့လဲကျသွားတဲ့အခါမှာအသက်ပါမလာတော့ပါဘူးတဲ့ဒါပေမဲ့အဲ့ဒီထက်ထူးဆန်းတာတော့သူ့ရဲ့အသက်ကလွန်ခဲ့တဲ့စက္ကန့်40ကလေးကထွက်တာဖြစ်ပါတယ်ကျမကိုအဲ့ဒါပဲပြောတော့အတီချက်လဲ40စက္ကန့်နဲ့လစ်သွားမှဆိုလို့တဲ့အဲ့တော့ဇကားလေးရာပေါ့နော်တော်တော်လေးကိုစိုးရင်ထိတ်လန့်စရာကောင်းနေပေါ့နော်အဲ့ခါမှာကျမရဲ့ယောဂဆရာမပြောတဲ့စကားပေါ့ကျမတို့မှာ limit တွေရှိပါတယ်တဲ့ body limit mental limit emotional limit ပေါ့နော်အဲ့ခါမှာကျမဒီဆရာမနဲ့ဆရာရဲ့စကားကိုချိတ်ဆက်လိုက်တဲ့ခါမှာအပြေးသမားဟာ body limit ကျော်သွားတာဖြစ်ပါတယ်ဟုတ်ပါတယ်ကျမတို့ခန္ဓာကိုယ်မှာခံနိုင်အားတွေရှိတယ်တခါတည်းဇောအတန်နဲ့စိတ်ကပြင်းထန်တဲ့ခါမှာမဖြစ်ဖြစ်အောင်တွေလုပ်ကြတယ်ဒါပေမဲ့ဒီခန္ဓာကိုယ်ရမလိုက်နာဘူးပေါ့နော်ဟုတ်ပါတယ်ဒီခန္ဓာကိုယ်ကျမတို့မှမညာတာရင်ကျမတို့မှမဆောင်ရှောက်ရင်ဘယ်သူမှတာဝန်ရှိရပါလေဒါကြောင့်မလို့ကိုယ်ခန္ဓာကိုယ်ရဲ့ limit ကိုသိပြီးတော့မိမိကိုယ်ကိုဆောင်ရှောက်နိုင်ကြပါစေလို့ဆုတောင်းနေဒါလေးကိုမျှဝေလိုက်ရပါတယ်ဖះဟောရဲမှာလေမိမိကိုယ်ကိုကောင်းစွာဆောင်ရှောက်ခြင်းဟာမင်္ဂလာမြည်ဤလို့ဟောခဲ့တာပဲဖြစ်ပါတယ်အလုံးမိမိကိုယ်ကိုဂရုစိုက်ကြပါလို့မျှဝေပြစေ